Gmail password ပြောင်းတဲ့နည်းဖြစ်ပါတယ်ဒီ password မေးတာပဲဖြစ်ပေါ့နော်အကြောင်းမျိုးအကြောင်း password မေးသွားခဲ့ရဆိုရင် password ကိုဘယ်လိုမျိုးချမ်းမလဲဘယ်လိုပြောင်းရမလဲဆိုတာကျွန်တော်ပြီးတော့ပြောပြမှာဖြစ်ပါတယ်အရင်ဆုံးအနေနဲ့ကျွန်တော် Gmail နဲ့ကိုဝင်မယ်ပေါ့နော်ပြီးရင်တော့အပေါ်ဆုံးမှာရှိတယ်ဒီဟာလေးကိုကျွန်တော်နှိပ်ပြီးရင်ဒီရဲ့ Gmail ကိုပြောင်းခြင်းတဲ့ Gmail ကိုကျွန်တော်ထောက်လိုက်ပေါ့နော်ထောက်ပြီးတော့မှဒီအောက်မှာရှိတဲ့ Google account ဆိုတာတွေ့လိုက်အဲ့ဒီနေရာလေးမှာဒါကျွန်တော်တို့မြန်မာစာနဲ့ဖြစ်နေတဲ့အတွက်ကြောင့်နော်ကျွန်တော်တို့ okay ဒါလေးကိုနှိပ်လိုက်မယ်ပြီးရင်ဒီနေရာလေးမှာတစ်ချက်ပဲပေါ့နော်ဒီလိုမျိုးဆွဲပြီးဒီနေရာမှာကျွန်တော်တို့လုံခြုံရေးဆိုတဲ့နေရာတွေ့လားအဲ့ဒီလုံခြုံရေးဆိုတဲ့နေရာကိုနှိပ်လိုက်ပြီးရင်ကျွန်တော်ဒီအပေါ်မှာနည်းနည်းဆွဲပြီးပေါ့နော်ပြီးရင်ဒီမှာ password ဆိုတဲ့လားဒီ password ဆိုတဲ့နေရာကိုနှိပ် okay ဒီနေရာမှာခဏလေးစောင့်ပြီပေါ့နော်ဟုတ်ပြီပြီးတော့ပြီဆိုရင်ဒါတော့ကိုယ့်ရဲ့မှန်ပြန် password ထည့်ပေးအောင်ဖြစ်တယ်နော် okay ဒီနေရာမှာကျွန်တော်ထည့်ခြင်းတဲ့ number ပေါ့နော်ထည့်ခြင်းတဲ့ number ကိုထည့်ပါနော်ဒါတော့အလွယ်နည်းပေါ့နော်အလွယ်နည်းလေးကျွန်တော်ထည့်ပြပေးလိုက်မယ်အောက်ကလည်းကျွန်တော်အပေါ်အားထည့်ပေးတဲ့ password အတိုင်းထည့်ပေးပါနော်တူတူပဲထည့်ပေးနော်ပုံအောက်တူတူပဲထည့်ပေး okay ဒါကျွန်တော်အဆင်ပြေပြီရပြီဆိုရင်ဒီမှာရှိတဲ့ password ကိုပြောင်းရအောင်ဆိုတဲ့နေရာကိုချက်နေနော် okay ဒါဆိုရင်ကျွန်တော် password ပြောင်းတာအောင်မြင်သွားပြီဆိုတဲ့အကြောင်းသူပြပေးတာနော် okay ဒါဆိုရင်အဆင်ပြေပြီနော်ဒါတော့ password ပြောင်းနည်းလေးပဲဖြစ်ပါတယ်ဗီဒီယိုတွေကအကျိုးရှိတယ်ဆိုရင်နော်ကျွန်တော်ပေါင်းလေးနှိပ်သွားပြီးတော့ဆိုရင်အသေးလေးပေးပေါ့နော် comment မှာစာလေးရေးလို့ရတယ်လို့ပြီးရင်ဒီအကောင့်အကျိုးရှိတယ်ဆိုရင်ကိုတငယ်ချင်း share ပေးတော့ပါနော်ဟုတ်ကဲ့ပါအားလုံးအဆင်ပြေကြပါစေနောက်ထပ်ဗီဒီယိုဖိုင်မှာကျွန်တော် Gmail account ပေါ့နော် password account ကိုပြန်လည်ပြီးတော့ကြည့်တဲ့နည်းပေါ့ဒီလို password account မိတာတော့ပါရှိတယ်အဲဒီ account ပြန်လည်ပြီးတော့ကြည့်တဲ့နည်းကျွန်တော်ညှောက်ပြတော့မှာဖြစ်ပါတယ်အားလုံးပဲအဆင်ပြေပါစေ